Garamara ini elok dia go shibenya paya me birma elok dia bebo shintari bukya sure yandaji shinkodiga sure yandaji napaga dilo lo shin kwa mo mate myen nire nibban yak pare suradruga yana napa ame phye lok pi kala maung nai thokkan je pe me edo Garamare Nibban yak diya Guru Nabaga Yabida Guru Nabaga Thokkan je pe pi kala dilo lo yin ya bare kwa sura kusum pecha pyo Nidana vaga tanyu pali do sura maung nai lo divida Guru rain pyo ra li po pyo ja ba du Garamara ma sei sura shiba sei sura riga Garamara ma khatere myin sei po re lo kusum mo mi shi bu and di myin sei le gi sei ya no and the khatere kya sei po re sura le shi bu the khatere ja mo ra nan la le di de sei ki ma khaung song po re sei kiဒါလုတ်တရားလို့မှတ်ကြနော်ပေါ်တာကိုသိမှပြတ်တာသိမှာကိုလေယာလေမှာလည်းချိုးရချင်းတဲ့ဖန်နေငန်းတွေကိုစားတဲ့စိတ်ကလေးကလေယာလေမှာပေါ်တယ်ဒါကစားစိတ်ကလေးပေါ့ဗျာကိုကြတော့ကိုတဲ့ဆံပြခြေသီးပြအရေးကြောက်ချံပြီးကြံတဲ့နေရာမှာတဲ့တခါတည်းနာကျင်ကြိုက်ခဲတဲ့စိတ်ကလေးရာနာတဲ့စိတ်ကလေးပေါ်တယ်တခါတလေကြလည်းချမ်းသာတဲ့စိတ်ကလေးလေးချင်းတိုက်လို့မိလုံလို့ချမ်းသာတဲ့စိတ်ကလေးလေးကိုယ်ပေါ်မှာပေါ်ရတယ်။ကိုယ်ပေါ်မှာကချမ်းသာတဲ့စိတ်ဆင်းရဲတဲ့စိတ်နှမျိုးပေါ်တယ်။နှမျိုးရှိသွားပြီနော်။ချမ်းသာဆင်းရဲတဲ့ချမ်းသာလည်းရှိပေါ်လေဆင်းရဲလည်းရှိပေါ်အလုသမားတွေကဓမ္မတွေသိချာမှတ်ရလိမ့်မယ်။ဒီပြောပြီးတာမြင်စိတ်ကကြားစိတ်ကနားစိတ်ကစားစိတ်ကရာယံကောင်းစိတ်ဆိုတာကကုသမုံကမှကိုယ်ပေါ်မှာရင်ပေါ်တယ်မှန်ပါဘူးဒါတော့ဒါပြင်ဘက်မှာပေါ်သောကြောင့်ကိုယ်ကတော့မှာကိုပေါ်တော့မှအောင်ပြင်ဧည့်တယ်9ရောက်ပါလားမှန်ပါဘူးပြင်ဧည့်တယ်9ရောက်လို့ဆရာဘုန်းကြီးကဆိုင်းဆွဲပြလိုက်တယ်ဆိုတော့လာပေါ်ရှင်တဲ့အချိန်မှာပေါ်တာဖြစ်သောကြောင့်ကုသမုံကဧည့်တယ်ဆိုတော့ဟုတ်တယ်လို့ဆုံးဖြတ်ကြတယ်မှန်ပါဘူးအမြဲပေါ်တာမဟုတ်တကယ်အရှုခံတရားတွေသိအောင်လို့ပြောပေးနေပါတယ်တခါတည်းကဝိနည်းပေါ်တဲ့ဧည့်သည်ပြောကြမှာဝိနည်းပေါ်တဲ့ဧည့်သည်ကတော့တခါတည်းကြတယ်လူချင်းတဲ့လောဘစိတ်ကြီးပေါ်တယ်ဒါလည်းတခါတည်းမှပေါ်တယ်ကိုစုံမမှန်ပါတခုရရနော်ဝိနည်းတခါတည်းကြတယ်အလုံးမကြတယ်ဒေါသစိတ်ကူးရင်ပေါ်ခြင်းပေါ်နေမှန်ပါတကယ်တည်းကျတော့တန်လျက်ရှိတဲ့စိတ်ပြန်လွင်တယ်ဆိုတဲ့မောဟကိုဝန်းထဲမှာအကုသိုလ်ဘက်က3ခုပေါ့ဗျာကုသိုလ်ဘက်ကတော့တခါတည်းကျတော့ပြေးခြင်းကမ်းခြင်းတဲ့အလောဘစိတ်ကလေးပေါ်တယ်ပြေးခြင်းကမ်းခြင်းတဲ့စိတ်ကအလောဘစိတ်ကိုမှတ်လိုက်တခါတည်းကျတော့ဗရမ်းမြတ်တိုင်ရှိတဲ့စိတ်ကလေးကမပေါ်ဘူးဒါကအရောဓစိတ်ကိုမှတ်လိုက်တယ်အရောဓစိတ်ဆိုတာကမပြတ်မှားတဲ့စိတ်ပေါ့နော်ကရုဏာထားတဲ့စိတ်မေတ္တာထားတဲ့စိတ်ကအရောဓစိတ်ရှင်းပြီနော်အမစိတ်ဆိုတာတခါတည်းကြတော့ကြောက်ကလေးတွေပါလေးတွေလည်းခင်ဗျားတို့အကြံစီလေးတွေနဲ့ကြံတဲ့အခါကြလို့ရှိရင်အဲ့ဒါမောင်းရင်အမောဟစိတ်လို့ခေါ်တယ်ဝိပဿနာကြံတာမဟုတ်ဘူးပေါ့ဗျာကိုယ်အလုံးလောက်ကောင်းကိုင်းငင်းကိုကြံတာဥပ္ပရှင်းတော့မရှိဘူးလားအဲ့ဒါအမောဟစိတ်လို့မှတ်ထားလိုက်နော်အဲ့တော့ဝိညာဉ်မှာ6မျိုးပေါ့ဗျာဒါနဲ့ဧည့်သည်6ယောက်လို့အတွင်းဧည့်သည်6ယောက်လို့မှတ်လိုက်စမ်းပါဒီငါလဲ6ဆိုတော့ဟုတ်တာပဲ9ဆိုတော့ဟုတ်တာပဲနော်ဘုံဒုက္ခဒုက္ခနဲ့ဆိုတော့ဒီငါ6ထားလိုက်ပါဦးနော်အတွင်းက6ဆိုတော့ဧည့်သည်10ယောက်မရှိဘူးရှိပါဘူးအဲ့ဒါဒီဧည့်သည်ဆိုတဲ့ဖြင့်ဒါကျွတ်တော့ဥပဒနာရှိတဲ့ပုဂ္ဂိုလ်မှာကျုံတဲ့အခါရှိဖို့ပဲဒီ12ခုကတော့ရှင်းရဒီ12ခုကတော့
မကြုံတဲ့အခါကျတော့ဘယ်နိုင်နေမလဲခင်ဗျာလို့ဆိုတော့အိုးသက်ဆောင်ရှိသေးတယ်ဟေးလို့ပြောရသက်ဆောင်ကဘာပါလဲမလို့ဆိုတော့နောက်ကဓမ္မတွေသက်ဆောင်ကလေကိုထုတ်တဲ့စိတ်ကလေးအဲ့ဒါမသေးအောင်စောင့်တတ္တဝါကိုသုတ်တန်လို့မပို့ရအောင်စောင့်နေတဲ့စိတ်ကိုပေါ်ရင်းနေတခါလေးပြန်ရှိတ်တဲ့စိတ်ဒီစိတ်ကလေးနှစ်ခုကတော့ခဏကဧည့်သည်12ယောက်မရှိလို့ရှိရင်သူတို့နှစ်ခုကအသက်ဆောင်နေတာဒါကအားလုံး14ရက်ကြာတော့ရှင်းညဒါပြန်အရှုခံတရား14ခုမမိကြအရှုခံတရားဒါသေချာမှတ်တာနော်အရှုခံတရားကပြင်းဧည့်သည်6ကိုယ်ကမှအတွင်းဧည့်သည်က6အိမ်သည်က2ခုကောင်းပြီဒါတွေကစိတ်တရားကြီးပဲလို့မှတ်လိုက်စမ်းဒီစိတ်တွေကိုဘုန်းကြီးတို့ဓမ္မတွေကပြင်းရတယ်လာလို့ရှိရင်လည်းဒါစိတ်လိုပဲရှင်းဥစွာမှတ်လိုက်တဲ့အတွက်စိတ်ဆိုတာနာမလို့မှတ်တော့ဩနာမပဲဆိုတာသိကြတယ်စိတ်ဟူသေးကလည်းရုပ်ပေါ်မှာပေါ်ရသည်ဖြစ်သောကြောင့်စိတ်ကဘုရုပေါ်ပါလိမ့်မယ်ဆိုတော့ရုပ်ပေါ်မှာပေါ်ရဒါပေမဲ့စိတ်ကနာအဘောသူ့အောက်အခါကရုပ်ပေါ်ဗျာနာယုတ်လည်းကဆုံးမရှင်းမျက်လုံးရိပ်ဆိုလို့ရှိရင်မျက်လုံးရုပ်ပေါ်မှာပေါ်မှာအဲ့ဒါနာယုတ်ပေါ်ဗျာနာစိတ်ဆိုလို့ရှိရင်လည်းနာယုတ်ပေါ်မှာနာကြားတဲ့စိတ်ပေါ်မှာဆိုတော့ကိုကနာယုတ်ခွဲကြလူသေးသူညာနဲ့သူတွဲပေါ်နေတယ်ဆိုတော့သိပြီးသားဘုဆုံးမရှင်းတယ်ဘယ်လိုလဲဆိုမှတ်ပါနော်အဲ့ဒါကိုဆန်းတစ်ခုဟာခဏကအတွင်းရဲ့6ရက်ပါလဲခရိယုတ်ထုပေါ်မှာကြီးအလှည့်ကျန်နဲ့ပေါ်နေကြတာပဲသူလည်းရုပ်ပေါ်မှာပေါ်တာပဲဆိုတော့မသေးကြဘူး။ဒါမျိုးရှင်းစင်းတစ်ခုရှင်းစင်းနဲ့စိတ်ကကောလုံးမေးတော့လေထို့သူကခရိယုတ်ထုပေါ်ကြတာပဲဒါတော့ရုပ်ပေါ်မှာနံပေါ်တယ်ဆိုတာသိကြဒါဖြင့်ဓမ္မတွေသဏ္ဍာန်မှာဘာသာရင်ရှိကြတော့လို့မေးတဲ့အခါဘာပေါ်ရုပ်ပေါ်မှာနံပေါ်တော့ကြောင့်နာယုတ်ပေါ်တာသူကလည်းရှင်းရုပ်ပေါ်မှာနာပေါ်တော့ကြောင့်နာယုတ်ပဲရှိဘာပေါ်ပဲနဲ့ဆိုကြဒါရင်မြင်တော့လည်းနာယုတ်ကမြင်တာကြားတာဆိုတော့ကိုယ်ကဒါလည်းနာယုတ်ထုခွဲကြလို့တဲ့ရှင်းတော့ပြီတဲ့ကစိတ်တန်ဥပဒနာဟောမလို့ရှင်းဆိုနာယုတ်ကိုဘုရားဝေဖန်လိုက်မှန်ပါဒါပေမဲ့နာမရူပပရိစ္ဆေဒဉာဏ်ရပြီနာယုတ်ပိုင်းခြားသိတဲ့ဉာဏ်မရသေးဘူးရပြီတဲ့ဓမ္မတွေမှတ်လိုက်ကြဘူးဒါဓမ္မတွေနောက်တော့အလုတ်တွေကြီးပြောမှဖြစ်နေတော့ဒါရှိကြတယ်ဒီ14ခုတော့ပုံမရှိပါလားဆိုတော့မှတ်ရင်ပေါ့ဒါသေချာမှတ်ထားကြပါဒီမှာ12ခုပြောတယ်အခု14ခုအတူတူပဲလို့သာမှတ်လိုက်တော့အတူတူပဲဒုက္ခခွဲလိုက်တာပဲမဟုတ်ဘူးဒါတော့နာယုတ်ကောပိဋကလာသူလို့ဆင်ကနာယုတ်ကောပိဋကလာအကြောင်းကျိုးခွဲရအောင်မယ်လို့မဆိုရဘူးအကြောင်းကျိုးခွဲတော့ဒီသိတာနေတာပဲမျက်လုံးစိတ်ကလေးဟာအရှင်းနဲ့မျက်လုံးရုပ်နဲ့မပေါင်းမိပဲနဲ့မြင်စိတ်ပေါ်ပါဒါဖြင့်ဒီစိတ်ကလေးဟာမြင်စိတ်ကလေးဟာအာယုံရဲ့ဒွါရရဲ့ဆိုတဲ့ဒွါရဆိုတဲ့ဓမ္မတော့အကြည့်ရုပ်ကလေးတစ်ခုနဲ့တိုင်းပြီလို့ပေါ်တာပေါ့မခုတိုင်းပြီလို့မြင်စိတ်ပေါ်တယ်နားကြတော့အတန်နဲ့ကြားရုံနဲ့တိုင်းပြီလို့ဒီတုံးသွားလိုက်တော့ဒါဆိုမှဒါစိတ်ဖြစ်ခြင်းအကြောင်းလည်းတို့သိပြီကြားကမှာဖျားလာပြီးထဲတဲ့စိတ်မဟုတ်ဘူးနှစ်ခုတိုက်လို့ပေါ်တဲ့စိတ်ကြီးပဲဆိုတော့ဒါကဝိဇိကိစ္စသတ်လိုက်ပါတယ်ခေါင်းကနာယုတ်ခွဲလိုက်တာကဒိဋ္ဌိသတ်လိုက်တာနာနုယုတ်တာရှိတယ်ဆိုတော့ဒိဋ္ဌိမသေးသေးဘူးလေအလိုလိုပေါ်လာလားအကြောင်းတစ်ခုတိုက်ဆိုင်လို့ပေါ်လာလားဒါကြတော့အလိုလိုပေါ်တယ်ဘယ်နဲ့ကြောင့်ပေါ်ပါလိမ့်မလို့ဆိုတော့တန်လေးကလာသေးအဲဒီဝိဇိကိစ္စကသေသောကြောင့်ဒါဒီတရားဓမ္မတွေမှတ်လိုက်တာဘောတဲ့နှဉဏ်ရသွားသိဉာဏ်နှဉဏ်ရသွားဘုဆုံးမောသိဉာဏ်ရပါဝ
ဝါညာမပါဘူးဒါသိဖို့ဟောနေတယ်လို့ဘုန်းကြီးတွေကဓမ္မတွေအလုံးလုံးမဲ့ပုဂ္ဂိုလ်တွေကသိချမှာရှင်းမယ်ကောင်းပြီလားဉာဏ်ဘုရားပြိဆိုတာဉာဏ်ပြည့်စုံပြိကဉာဏ်ဆိုတဲ့မောင်းနိုင်ဉာဏ်ရတော့ဉာဏ်ရပြီးဒီကလာသွားတဲ့ခါကျတော့နောက်တော့ဖြစ်ပြရှိဖို့သမထနာဥရိယဘေးရပဲဆရာဘုန်းကြီးကသင်ဖို့လိုလေနော်အဲ့ဒါကိုလည်းလောက်ကြပြီတော့တရားဓမ္မတွေဝိပဿနာရှုဆိုတာရှင်ဘုရားတဲ့အရှင်ဘုရားမရောက်တော့ဝိပဿနာရှုပြီးနိဗ္ဗာန်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်မိခင်ကမင်းကြီးကမေးဝိပဿနာရှုနည်းလေးတပည့်တော်အမိရှိသမှာတပည့်တော်နိဗ္ဗာန်ရောက်ကြောင်းလုပ်ချင်တဲ့ပုဂ္ဂိုလ်ဒုတိယဘာဝမှာပဲမေးလိုက်တဲ့အခါကျတော့ဒကာကြီးရှင်နာသင်္ကပေါ့တော်ရမှာတစ်တိကြားတွေမရှိဘူးလားရှိတယ်ဖေ။တစ်တိကြားတွေကသူတို့စားကြတဲ့သမန္တရချင်းငယ်ဆိုင်စရုံစရှိတယ်လို့အပြေးလိုက်ဖမ်းသလားချောင်းဖမ်းသလားမေး။တရားဓမ္မတွေကဘယ်နဲ့သင်ည။ဟောချောင်းဖမ်းရအပြေးလိုက်ခိုင်းသူ့ရဲ့ပြေးတဲ့ပုဂ္ဂိုလ်ကိုကမိပါကိုယ်ကရှင်မိပါဒါပြန်ချောင်းဖမ်းပါဆိုတော့သို့သူကတရားဓမ္မတွေကသမာဓိကောင်းကောင်းနဲ့ချောင်းနေပါချောင်းနေတဲ့ကမြင်စိတ်ပေါ်ရင်မြင်စိတ်ဖြစ်ဖြစ်ရှုချတယ်ဉာဏ်နဲ့နော်ချောင်းနေပါသမာဓိကောင်းကောင်းနဲ့စောင့်နေပါကိုဆုံးမကြားစိတ်ပေါ်ရင်ကြားစိတ်ဖြစ်ဖြစ်ရှုလိုက်နာမ်စိတ်ပေါ်ရင်တော်ရကြားတစ်တို့ဟာကိုဘောတို့ကိုရတို့ချောင်းဖမ်းမှမိတယ်သူတို့ကအကောင်ကြီးတွေဖြစ်တော့သူတို့နဲ့မြန်တဲ့အကောင်တွေကိုစားနာစားရတော့အောင်ဆိုတာခြုံလေးပါလေကချောင်းပြီးမှဖမ်းရတယ်လို့ခင်ဗျားတို့လည်းသိရင်တဲ့နေရာမှာတမာရီလေးထူပြီးချောင်းဖမ်းမှာဒါကြီးလေဒီတိုင်းကြည့်လို့မရဘူးနော်ချောင်းဖမ်းရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုရှင်းကြဒါဖြင့်တမာရီကောင်းကောင်းနဲ့တမာရီကြီးတော့ခြုံထဲမှာအောင်းပြီးဒီကလာညံလေးပြီးတော့ကြားကဖြစ်ပြပြီးတော့သားကောင်ဖမ်းရမယ်ရှင်းမလားအလုပ်ကိုရှင်းရှင်းပေးနေတယ်ဆိုတာသိချာမှတ်ပါအလုပ်ရှင်းရှင်းပေးနေတယ်ဆိုတာကိုစမောမှတ်မိလားသမာဓိကြီးကခြုံထဲမှာအောင်တပည့်ကြသမာဓိကခြုံထဲမှာအောင်ပြီးဒီကလာကြားနေတူတဲ့ဉာဏ်ပြီးသားကောင်နဲ့တူတဲ့ဝိညာဉ်စိတ်တွေကိုဖမ်းရတယ်မိပဲအဲ့တော့သမာဓိခြုံထဲမှာမအောင်လို့ရှိရင်ဉာဏ်ကြီးကိုကြားအပြေးလိုက်ဖမ်းလို့ရှိရင်လွတ်သွားမှာပဲဆိုတာကိုယ်ကတော့ကိုပေါ်တော့မှတ်ရတယ်မိနိုင်မှာဒါပေမဲ့သမာဓိကြီးကခြုံထဲမှာဉာဏ်ကြီးကိုကြားကအမြဲတမ်းစောင့်ပြီးဒီကလာနေတော့မှမြင်စိတ်ပေါ်ရင်မြင်စိတ်စားလိုက်ကစုံဖြစ်ဖြစ်ရှုလိုက်ပြောတာပါကြားစိတ်ပေါ်ရင်ကြားစိတ်စားလိုက်ပါဆိုတော့ညာနဲ့သားကောင်နဲ့ဟာမိရကြည့်နေတာထို့တူပဲဖြစ်ပြတဲ့မဲ့ဟာကြိုက်ရကြည့်နေတာမကြိုက်ဘူးနောက်ကဓမ္မတွေသဘောကျကြလုံကြီးရကြလုံကြီးရဒီတိုင်းမှမှတ်ရချောင်းပန်းမှနေရကြမယ်ဆိုတော့ပေါ်ကလားဒါကဘုန်းကြီးကစကားတက်လို့ပြောဆိုတဲ့အကွာရယ်လို့လေဓမ္မတွေကမမှတ်ဖဲနဲ့ရှင်မသိန်းဆိုတဲ့ရန္တာပုဂ္ဂိုလ်ကြီးကိုမိလိန်ကမင်းကြီးကမေးလို့ရထပြီးဒီဘီကောနာမှာနိရိတူဟာဘယ်လိုလဲသေသေးချာချာသူပါဠိတော်မှာဟောထားတဲ့အတွက်ပုံအောင်ပြီးမှရှုရမယ်ကွာတော်ရကကြားသားတော်ဒီတိုင်းမဖမ်းနိုင်ဘူးချောင်းမှာဖမ်းနိုင်ရတယ်ကွာတဏှာပုံအောင်ပြီးချောင်းဖမ်းရတယ်ဆိုတဲ့ဥစ္စာဝိပဿနာရှုရင်ဒီလိုရသမာဓိခြုံထဲမှာညာအောင်ပြီးဒီကလာဘဝရဲ့သားကောင်နဲ့ဒီတဲ့ခုနက12ခုကိုဖမ်းရင်14ခုဖမ်းပါရှင်းမလားခုနက14ခုဖမ်းလိုက်ပါနောက်ကဓမ္မတွေနားလိုက်ကြသမာဓိကဘာနဲ့တူလို့ဉာဏ်ကဘာနဲ့တူခုနက14ခုကဘာနဲ့တူအဲဒီသားကောင်တွေကချောင်းဖမ်းရင်မိတာဘုရားရှင်နေကြနေကြပြီချောင်းထားလိုက်တဲ့ခါကြလို့ရှိရင်ဖြင့်တဲ့တခါတည်းအသေးလေးတွေကြီးမိအပြက်ကလေးတွေကြီးမိပါလေသဘောကျအပြက်ကလေးတွေကြီးမိတဲ့ခါကြတော့ဖြင့်
အပြည့်နဲ့မဲ့ဟာကြိုက်တယ်လို့ဆိုရတော့မယ်ကိုဆုံးမမဆိုပါနဲ့ဆိုတော့ရသေးတယ်အဲ့ဒါအလုံးမလုံးတတ်သေးတဲ့ပုဂ္ဂိုလ်တွေအတွက်တော်ကောင်းအလုံးလုံးပြီးသားပုဂ္ဂိုလ်တွေအတွက်တော်ကောင်းဒီနေ့သေးသေးချာချာပြောတယ်လို့မှတ်ပါသေချာပြောတယ်လို့မှတ်ပါဝိပဿနာရှင်ကြီးနေဒီကိုရှင်နာသိင်ကမိလိန်ကမင်းကြီးသင်တာပါပဲယထာဝိဒီပိကောနာမဆိုတဲ့တိုင်းဒီပိကောဆိုတဲ့จิตသစ်ကိုဆိုတာပါပဲနော်နိလေဒွာဆိုတာပုံအောင်ရမှာကွာဒီတိုင်းဆိုတာပဲနော်ထို့ဒီဝဲတဲ့ယောဂဝေဒပုဂ္ဂိုလ်တွေသမာဓိခြုံထဲမှာညာအောင်ပြီးဒီကလာသားကောင်14ကောင်ပေါ်ရဖမ်းမှာရှင်းမလားရှင်းပါဘူးတော့ခင်ဗျားတို့14ခုလုံးဂျိုင်တယ်တော့မှမပေါ်တခုသာပေါ်မယ်တခုသာပေါ်မယ်ဆိုတော့မမိရရှိသေးရဲ့ကဲကိုတို့မဖမ်းတတ်ပါဒါကအနုပဒနာလေလို့ဥပ္ပင်နေတာစိတ်ကိုဖမ်းခိုင်းတဲ့စိတ်တအနုပဒနာစိတ်ဓာတ်ကစိတ်အနုပဒနာကနောက်ကနေချောင်းဖမ်းတာကိုဆိုစိတ်ဓာတ်ကစိတ်အနုပဒနာကချောင်းဖမ်းတာကိုဆိုတော့ပေါင်းလိုက်တော့စိတ်ဓာတ်အနုပဒနာရှင်းမလားစိတ်ဓာတ်ကခဏက14ခုပေါ်ရာကိုစိတ်ဆိုပါတယ်သဘောကျအနုပဒနာဆိုတာကဘာလဲချောင်းဖမ်းတာတဲ့သမာဓိပညာနဲ့ချောင်းဖမ်းတာအနုပဒနာလို့ခေါ်ပါတယ်ပေါင်းလိုက်တော့ဘယ်နဲ့ခေါ်ကြဒါပြန်မနဲ့ဤနဲ့ပေါင်းတော့မဤဆိုလိုပေါ့ကလေးတုန်းကစာပေါင်းတယ်နော်စိတ်ဓာတ်နဲ့နိပဒနာနဲ့တွဲပြီးမောင်နေတွဲတော့စိတ်ဓာတ်ကဘာပါလဲ14မျိုးခုနကဆရာဘုန်းကြီးပြထားတဲ့စိတ်14မျိုးကိုစိတ်ကိုခေါ်လိုက်ပါနိပဒနာကဘာပါလဲမလဲလို့မေးတဲ့ခါတော့သူ့ကိုဖန်တလဲလဲရှိဖို့ပါပဲသမာဓိနဲ့ပညာဆိုပါတယ်ပေါ်ကြဒါပေမဲ့ကိုယ်မိုရှင်းပါရဲ့လားလို့မေးမနဲ့ဖြစ်ကြရှင်းပြီတဲ့အလုံးမလုံးတတ်တဲ့ပုဂ္ဂိုလ်မရှိပါဘူးဆိုတဲ့ခြေနေရောက်သင်ပေးနေတယ်ဆိုတာကိုလည်းနောက်ကဓမ္မတွေကံထူးလို့ကြုံကြရတယ်ဆိုတာလည်းကိုယ်ဆုံးမပြောဖို့မလိုတော့ဘူးဒါဖြင့်မောဆရာဘုန်းကြီးကဒိဋ္ဌိရခွာပြီးဝိသိကိစ္စလည်းတတ်ပြီးအခုဥပဒနာရောက်လာပြီသမဂနာဥရပြရောက်လာပြီကိုယ်ဆုံးမအဲဒီကတော့ရောက်လာတော့ဒီဉာဏ်နဲ့တရားဓမ္မတွေကဒီသမာဓိတော့ခြုံနေမှာဉာဏ်ကြီးတော့သစ်တူကြားတော့ကိုထားပြီးဒီကလာသားကောင်12ကောင်တကောင်ဒီပေါ်နေတာတော့ခမရတို့မလွတ်အောင်ခိုင်းရင်ပဲမှန်ပါဖမ်းလိုက်တဲ့အခါကျတော့အဖမ်းခံရတာကစိတ်ဖမ်းရကအနုပဒနာရှင်းဖမ်းခံရတာဉာဏ်ဖမ်းတာကနုပဒနာဆိုတာဖန်တလဲလဲရှုတာကိုဆိုပါတယ်ဒါကြောင့်စိတ်တနုပဒနာဒါကြီးလည်းရှင်းပြီစိတ်တနုပဒနာဆိုတာသဘောကျကြဘုံစာသံပါနေသေးလားတို့ညာနဲ့ရှင်းသွားလားရှင်းသွားပြီနော်စာသံပါနေပြန်လဲကိုယ်ကဒီတော့ကမကရဘာသာဝနာမလဲတဲ့အတွက်ဒါဘုန်းကြီးတွေလှုပ်ဆိုပြီးထင်းနေကြတယ်မဟုတ်ပါဘူးတဲ့စိတ်ကိုဖန်တလဲလဲရှုတာသဘောကျစိတ်ကိုအဲ့ဒါကာလိလိုကုန်းတော့ဘယ်လိုဖြစ်သွားမြန်မာလိုပြန်လိုက်တော့စိတ်ကိုဖန်ကြရဲရှုတာဥပရှင်ဒါညင်းနေကိုမလို့တော့ကဲဒါပြန်ကြောက်ရှင်းလို့ရှိရင်ဖြင့်ဘယ်လိုရရှင်ဘုရားဘုရားရှင်ကိုရမေကြီးရဲ့စိတ်တဏှုပဒနာဟောပါလိမ့်မလဲလို့မေးတဲ့ခါကျတော့မှကွာတော့သောတပတ္တိမေဆိုတဲ့ဒိဋ္ဌိတတ္တဟိသောတပတိမဲ့လိုခြင်းဒိဋ္ဌိသမ္မာယအထက်မဲ့လိုခြင်းတဏှာသမ္မာယမှတ်မိကြမှန်ပါအောက်ဆုံးမဲ့ကိုလိုခြင်းအထက်မဲ့တွေလိုခြင်းတဏှာသားရမယ်ဆိုတော့ဒီမှာဆရာတွေကမှားသွားကြမယ်ဆိုလို့ရှိရင်ဖြင့်တဏှာကခေါ်ထားလို့ရှိရင်ကိုဆုံးမအရင်တတ်ရမှာမတတ်ဖ ೇನೆ နောက်ကမှတတ်နေတယ်မောနေမှာမှန်ပါမောနေလို့ရှိရင်လိုရခီးပြီးတိုင်ရောက်ပါဒါကြောင့်အားလုံးတရားဒီကတွေကဒါအရင်လုပ်ပါကွာစိတ်မှာဒိဋ္ဌိအများဆုံးပဲကွာဒါကြောင့်ဒိဋ္ဌိကမှသောတာပန်တည်တယ်သောတာပတိမမရဘဲနဲ့လည်းအထက်မဲ့ရကြံလို့ကိုကမရပါဘူးဒါဖြင့်ဒိဋ္ဌိတတ်တဲ့အလုပ်ကိုရှေ့ထားပါမှန်ပါဘူးဘုရားလေးရှင်းတယ်ရှင်းပါနောက်ကဓမ္မတွေရှင်းရဲ့စိတ်တ ानु ပဒနာဘာကြောင့်ဆရာဘုန်းကြီးလမ်းခင်းပြီးကျဲတွင်
ပြောဆိုနေပါလိမ့်မလဲလို့ဆိုတော့ဘာတတ်တာဒါရင်သတ္တဗတိမြတ်ဘာပဲတာဒိဋ္ဌိပဲတာပဲဆိုတော့ရိပ်မိဒီမဲ့လို့ချင်းဒီမဲ့မရဘဲနဲ့ဆက်မဲ့ဖုန်တက်လို့မရပါဘူးဒါဖြင့်တခါကြီးလိုက်ဒါလောက်ရတော့မလောက်ရဘူးဘုရားရှင်တို့နေရကြနောက်ကတရားဓမ္မတွေနေရကြကြပါတော့တဲ့ဒါတော့ဗမန်းခံပြောနေလို့ရှိရင်ဖြင့်ခင်ဗျားတို့ခြေခြေနက်နက်ကြီးသဘောကျဖို့ကောင်းပါပြီဒါတော့ဖြင့်ဒီလိုလုံကြီးပေးလိုက်တော့စိတ်ပေါ်မှာဒိဋ္ဌိအများဆုံးမို့ဉာဏ်လေးလေးနဲ့ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်စိတ်တ ानु ပဒနာပေးသူနဲ့ဆိုရောတော့ကွာဉာဏ်လည်းရေးမယ်ကွာဉာဏ်လည်းရေးမယ်တဲ့ဒိဋ္ဌိကလည်းများမယ်ဆိုလို့ရှိရင်ပြင်ပါပေးရဒါကိုယ်ဆုံးအနန္တဆေးသိအောင်ပေးတာပေါ်လားအနန္တဆေးသိအောင်မပေးလို့ရှိရင်လည်းလူရင်းပြီးပါရှင်းပြီကောင်းပြီဒါဖြင့်အခုနာနေဆေးတော့ပြန့်လာဘုရားတတ္တဂရိမကိုရှိရရလို့တဲ့ပုဂ္ဂိုလ်သူရမှလည်းထက်တက်နိုင်တော့တတ္တဂရိမဆိုတဲ့ဒိဋ္ဌိနိရောဓနိဗ္ဗာန်ကိုဒိဋ္ဌိသမနိဗ္ဗာန်ရတယ်ပထမနိဗ္ဗာန်လို့ရင်ဒိဋ္ဌိသရအဲ့တော့ဒီဓမ္မတွေမှာဒီစိတ်ဆက်လေးခုကိုရှုပေးပါဆိုတော့ဟောဒိဋ္ဌိပြုတ်လွယ်လိမ့်မယ်ဆိုတာကိုဘောဘောရတို့စိတ်ထင်ဆုံးဖြတ်ချလိုက်တယ်ရှင်းပြီနော်တို့သာနာတော့ရာသရာကစိတ်ဝိတရာကစိတ်တို့အိုးဝိသာကံပါနေတဲ့မင်းသိတဲ့စိတ်မင်းရှုတပည့်ကြဒါမင်းတို့စာရဲပါတဲ့စိတ်တွေအကုန်မဲဆရာဘုန်းကြီးသင်ထားတဲ့ဥစ္စာအတူတူပဲမှန်ပါတပည့်ကြဆရာကမှမင်းတို့ပေးထားတာနဲ့အခုဆရာဘုန်းကြီးပေးတာနဲ့ဟာကအတူတူပဲလို့မှန်တို့တော့စာမှာပုံနေတာတွေကကိုယ်ကရှိသေးတယ်သာမကအရိယာဖြစ်ပြီးမှရှုရမယ်စိတ်တွေပါအဲ့ဒါတွေကမသိတဲ့ပုဂ္ဂိုလ်တွေကဟောဒီစိတ်တွေနဲ့တာမဟုတ်ဘုရားဟောတာအဲ့ဒီစိတ်တွေပါရှုရမယ်ဆိုတော့ကျွတ်တို့အရိယာမှမဟုတ်ဘူးပဲအရိယာရတဲ့စိတ်ကိုကျွတ်တို့ရှုလို့ဖြစ်ပါမဖြစ်နိုင်တော့ပုထုဇဉ်သာနာပေါ်တဲ့စိတ်ဟာဖြင့်အခု12မျိုးသာရှုတော့ရှင်းလားပုထုဇဉ်ဖြစ်တဲ့ဇံရောက်မှတတ္တဗံဖြစ်ရောက်အောင်ဟုတ်အဲ့တော့ဘုရားဘုရားကဟောထားတာတော့ပုရိသင်တွေ့ရကိုကအရိယာတွေ့ရဟောရှင်းလားအပရိခံပါဠိတော်ကြီးဟောထားတာကတကယ်ပုရိသင်တွေ့ဟောတာလားပုရိသင်အရိယာရောဟောတာလားသူကတော့ဟောရတယ်မပြိဋိဘံသမတ်ကိုတော့ကြီးကိုဟုတ်ဘူးလားကျွတ်တော်ကအရိယာစိတ်တွေကိုကျွတ်တော်ကရှုကြံလို့ရှိရင်မရှိတာရှုကြလို့ဖြစ်နေမှန်ပါဒါကြောင့်ကျွတ်တော်ကနာပေါ်တဲ့စိတ်ကပြန်ဒီ14မျိုးပဲမှန်ပါဒီဆယ်လုံးမျိုးကိုနိုင်သွားရင်ပြီးတာပဲအရိယာတက်မှာရှင်းမလားမောင်သာရတာအကုန်ရှုရမှာလားမရှုနဲ့တဲ့လောကုတ္တရာစိတ်တံသောတ္တရာစိတ်တံသောတ္တရာစိတ်တံနိဗ္ဗာန်အနုတ္တရာစိတ်တံအနုတ္တရာစိတ်တံနိဗ္ဗာန်နဲ့လောကုတ္တရာစိတ်လည်းရှုလို့ဘုရားကဟောထားကျွတ်ရလောကုတ္တရာစိတ်ကိုရောက်မှာမဟုတ်ဘူးမှန်ပါဘူးဒါဆိုတော့ဘုန်းကြီးကဒီကလေးကိုဒီသမင်းလုတ်ကလေးနဲ့မျှတယ်ဆိုပြီးဒီသမင်းလုတ်ကလေးကျွေးတာမင်းတို့ကတရားဓမ္မတွေကကလေးပဲထားပါတော့လောကုတ္တရာနဲ့ကြည့်လိုက်တော့သူသမင်းလုတ်နဲ့သူကျွေးမှသာရင်သူကျမ်းမာရေးဖြစ်မယ်သမင်းလုတ်ကြည့်ရင်သူဆင်းရဲသွားဖြစ်ဖြစ်ပြီအဲ့ဒါကြောင့်စာရီကူလည်းကိုကဝေဖန်ယူတတ်မှာဒါကဘုရားဇံဟောတာဒါကအရိယာဟောတာကိုစမ်းပါဒီလိုမျိုးဗံပဲနဲ့ဖတ်တယ်ကဘုရားဟောကြည့်တယ်လုတ်ပါလားกว่าဆိုတော့ခက်ပါပြီးတော့တယ်ကိုယ်မရှိတာရှိရမလို့ဖြစ်မှန်ပါပါသဘောပါကြအမတန်ရေးကြီးတယ်စစ်စစ်ငုံတော့ပြောနေတယ်ဆိုတော့လေကိုကတော့ကိုပေါ်တော့ရိပ်နေပါမှန်ပါကဲကိုနဲ့ခိုက်ကြံတဲ့စိတ်ရှိတယ်ဆိုတာကပေါ်လာပေါ်ပါကဲကိုနဲ့ခိုက်ကြံတဲ့စိတ်ကသစ္စာမှာကိုယ်ကံတာဘယ်နှမျိုးပေါ်တယ်ခொနက12မျိုး14မျိုးပေါ်တယ်ပြောခဲ့ပြီးပါပြီဒါတော့မောင်နဲ့သိပြီဆိုတာဒါမှမဟုတ်ဓမ္မတွေသိပြီဆိုကြပါလိမ့်မတ်တာကိုရေးယူကြပေါ့မသိတဲ့ပုဂ္ဂိုလ်နဲ့လည်းလာရေးရပါတယ်နော်။ဒါရင်သိတဲ့ပုဂ္ဂိုလ်ကလည်းကုယူရပါတယ်ဆိုတာကိုလည်းရှင်းတော့ဝိပဿနာဆိုတာစောင့်ဖမ်းရမယ်ဆိုတာလေးကိုလည်းတစ်လုံးနဲ့မှတ်ထားမှန်ပါ
ဟာပရိယသင်္တာတော့မေးတော့ရှင်နာသိယန္တာကသင်တာမှန်ပါပါတခါကြီးလိုက်ပေါ်လားပေါ်ပါကိုယ်ကလိုက်ပြီးရှားမနေနဲ့မှန်ပါရှားရှုရင်ပညာဖြစ်ပါတယ်ရှားပြီးရှုရင်ပညာဖြစ်ပါတယ်စောင့်ပြီးပေါ်ရကိုရှုရင်ပရမတ်ဖြစ်တယ်ရှင်းမလားကောင်းပြီဒါဖြင့်ဒီလိုဘုရားရှုเสียလဲ14မျိုးတွေ့ပြီရှုတာလဲသမာဓိပညာနဲ့ရှုရမယ်လို့ရှင်ဘုရားကပြောတာတော့တပည့်ရတို့သမာဓိဥစ္စာခြုံနေတာပညာဥစ္စာကြောင်းပြီးတကလားဖမ်းပါလို့ရှင်ဘုရားသင်ထားတဲ့တပည့်ရတို့မရှင်းမရှိပါဘူးဆိုတာကိုဒီနေ့တောင်းခံကြတော့ရှင်းရတယ်ဘူးလားရှင်းပါပြီတဲ့ကလေးမလေးတွေနောက်ကကလေးမလေးတွေသေသေးချာချာမှတ်ပါဘာကြောင့်လဲဆိုတော့ဒီဒိဋ္ဌိမပြုတ်တဲ့ကာလပတ်လုံးကိုပေါ်တော့ကိုရတယ်မှတ်လိုက်ဘာကြီးလူလူဘာကြီးတန်တန်ဒိဋ္ဌိကပဲပို့ရမှန်ပါဘာကြီးလူလူဘာကြီးတန်တန်ဒုက္ခရောက်ရတာနေပြီကမင်းကုသိုလ်အရှင်ရှိသေးနေသေးတာပေါ့ကွာငါဆွဲချက်ကြီးမရသေးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့စောင့်လာပါမှန်ပါရှင်စိတ်ဒိဋ္ဌိပါသွားလို့ရှိရင်ကိုစောမောင်ဒိဋ္ဌိကဆွဲချိုက်မှန်ပါမချဘူးလားချပါအဲ့တော့ဒိဋ္ဌိကခဏခဏတရားဓမ္မတွေပြောတယ်ငရဲမျိုးစီမှန်ပါငရဲမျိုးစီပါသွားတဲ့ပုဂ္ဂိုလ်ကငရဲလွတ်ချင်ပါတယ်ဆိုလို့ရှိရင်ဒီနေ့နေကြောက်မှန်ပါကုသိုလ်ကြီးတွေကျောင်းကြီးတွေကံကြီးတွေဘုရားကြီးတွေမျိုးမျိုးဘုံဘုံလုံများတော့လေဒိဋ္ဌိမပြုတ်သေးဗျံတရာပဲဆိုတဲ့ဘေးကြီးဟာတရားဓမ္မတို့မလွတ်သေးမှိုက်တော့မှန်ပါရှင်းမလားအဲ့ဒါကြောင့်ဒိဋ္ဌိမပြည့်သေးရင်ဖြင့်ဘာနဲ့မှတင်းတိတ်မနေသေးနဲ့ကိုစုံမောင်ပါဟုတ်လားငါတို့လူကမေးသားကလည်းများများသမီးတွေကလည်းများများနဲ့ကိစ္စတွေလူရတန်းရပေးရကန်းရတာတွေများပါပြီစေနာသုံးတာလည်းပြတ်တာများခဲ့ပါတယ်အိုးစေနာချဒိဋ္ဌိရဒိဋ္ဌိချရှင်းမလားဒါကြိုင်လည်းစေနာကဒိဋ္ဌိကတခြားတဲ့စေနာနဲ့ဒိဋ္ဌိဆိုတာကတခြားစီဥစ္စာပဲစေနာလည်းသူဆိုင်ရာသူကျိုးပေးမှာပဲဒိဋ္ဌိကလည်းငါလည်းထင်တာလည်းမှာပဲဘယ်စမမလုပ်ပဲဘူးရှင်းမလားဒါရင်ဒါဖြင့်တရားဓမ္မတွေခொနကရဟန္တာကြီးနှစ်ပါးကိုသူတို့အလုပ်ပေးတာကိုရှင်းပြတယ်နော်ရဟန္တာကြီးနှစ်ပါးဒီစိတ်ဓာတ်နိဗ္ဗာန်ကိုသူတို့ပြောကြစိတ်ဓာတ်နိဗ္ဗာန်ပြောကြတော့ကိုယ်ရတဲ့ကိုဘောတော့ကစဉ်းစားတာရဟန္တာတွေကရဟန္တာဖြစ်ပြီးသူတို့ဒီလောက်ကတက်ခဲ့ပြီးသားဘာလို့လဲစိတ်ဓာတ်နိဗ္ဗာန်တွေပြန်ပြီးကြတာတရားတပါးကမေးတပါးကဖြေထုတ်နေပါလိမ့်မယ်မေးတော့ဩနောင်လာနောက်သားများရဟန္တာယဉ်ကမင်းမြန်သွားတဲ့ဥစ္စာထောက်ခံချက်အမေးအဖြေကလည်းတန်ရမရှိတဲ့ပုဂ္ဂိုလ်ဒိဋ္ဌိပြုတ်ပြီးတဲ့ပုဂ္ဂိုလ်တဏှာပြုတ်ပြီးတဲ့ပုဂ္ဂိုလ်တွေကအမေးကလည်းထို့တူအမေးသမားကလည်းထို့တူဖြစ်တော့ကြောင့်သူတို့ပြောတာအမှန်ကြီးပဲဆိုပြီးနောင်လာနောက်သားတွေအတိပြုရပါစေလို့ဟောတာမှန်ပါဆိုတော့လုံလောက်သူတို့ကမေးဖြေကိုဘုရားကလက်မှတ်ထိုးသေးတယ်မင်းတို့မေးဖြေရကွာငါဟောတဲ့ဒီတိုင်းဟောမှာပဲလို့လက်မှတ်ထိုးသေးတယ်ဆိုတော့သုံးပါးလက်မှတ်ထိုးထားတာဆိုတော့အတိဖြစ်ကြရောပေါ့ဒီဒါဖြင့်ကွာတဲ့ပထမရှိစွာဏိကုံးချုပ်ပြေသူဘယ်လိုပြောလိုက်ကြုံဆိုတော့ပြီးတော့အလေသားကိုဖွင့်ပြီးတရားဓမ္မတွေပြပါအကျဉ်းဉာဏ်တရားဟောပုဂ္ဂိုလ်ကကွာစိတ်ကိုဖြစ်ပြနေအောင်ညှင်းငွေအောင်မလို့ကြအောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်သူ့ဓမ္မအဋ္ဌိကလို့ဆုံးဖြတ်ချက်ချပါရှင်သာရိပုတ္တရာစိတ်ပေါ်မှာတဲ့မောအောင်ယုံအောင်မလို့ကြအောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်ကိုမင်းတို့ရှာလဲရှာလဲတွေ့ရတဲ့ရှိရင်ဒီပုဂ္ဂိုလ်ဓမ္မအဋ္ဌိကအကောင်းဆုံးလို့မှတ်လိုက်စိတ်ကိုသဘောကျနောက်ကြတော့ကွာတဲ့မင်းတို့ကဟောလို့ဒီပုဂ္ဂိုလ်အကောင်းဆုံးပုဂ္ဂိုလ်ဟောတာကိုမင်းတို့နားရလို့ရှိရင်ပြန်ဟောတို့တရားပုဂ္ဂိုလ်ကပြန်အကောင်းဆုံးပုဂ္ဂိုလ်တွေ့ပြီဆိုပြီးမင်းတို့ဒီတယ်မရနဲ့ဒီစိတ်ပေါ်မှာနိဗ္ဗာန်ရဖြစ်အောင်ညှင်းဝဲအောင်မလို့ခြင်းအောင်ကြက်နိုင်လို့ရှိရင်လေမင်းတို့ကဓမ္မနုဓမ္မပฏิပတ်တိပုဂ္ဂိုလ်ဖြစ်ပြီရှင်းမလားရှင်းပါဒီစိတ်ကိုပဲကွာတဲ့တခါတည်းညှင်းဝဲအောင်မလို့ခြင်းအောင်ဥပါဒ
စိတ်နဲ့ဖြင့်ဘယ်တော့မှငါဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဆွဲလမ်းမှုဥပါဒံချုပ်အောင်ရှုနိုင်တဲ့ပုဂ္ဂိုလ်ပြေးလို့ရှိရင်ယခုဘဝနိဗ္ဗာန်ရမယ်ပုဂ္ဂိုလ်လို့ဒုစရကဆုံးဖြတ်ချက်ချဘယ်တော့ပိုင်လဲတရားဓမ္မပဲအမှန်တန်ကိုယ်တော်ကြီးနှစ်ပါးဘယ်မှာရှိပါပြီကလားမင်းတို့ရဲရဲတင်းတင်းလှုပ်ရှားပါကွာဒီလိုဟောတဲ့ပုဂ္ဂိုလ်လည်းရှာကွာဒီလိုလေးကျင့်မြအောင်ကျင့်ကွာဒီလိုကျင့်လို့ဒီလိုစိတ်ပေါ်မှာမစွဲလန်းတော့မြင်းငွေပြီးမစွဲလန်းတော့ပါဘူးဆိုလို့ရှိရင်လည်းဒီဘဝဒီခဏမှာနိဗ္ဗာန်ရမယ်လို့ဒုမြောက်တာဝန်ခံတယ်ဆိုတော့ဒကာကြီးလည်းဒီတဲ့ရဲရဲတင်းတင်းတော့မရှိဘူးကုံသေးဘူးလားဒကာကစကားကုံသွား